ခလေးမွေးတဲ့အခါဘာကြောင့်နှစ်မစီလမစီမွေးဖွားရတာလဲတရီသားလေးဟာ38ပတ်မတိုင်ခင်မွေးဖွားလာရင်လှမစီမွေးတယ်လို့ဆိုပါတယ်ဆေးရုံမှာမွေးတာတော့အဲ့ဒီလိုနေမစီလှမစီမွေးတာ10 ရာခိုင်နှုန်းရှိပါတယ်ဘာကြောင့်အခုလိုဖြစ်ရတာလဲဆိုလို့ရှိရင်တအိမ်ကောင်းမလုံးရင်အမွာကိုဝန်ဖြစ်နေရင်ရေမွာရေများလွန်းလင်လှမစိခင်သွေးသွန်ခြင်းဖြစ်လင်တအိမ်ကိုထိခိုက်မိလင်စိတ်လှုပ်ရှားခြင်းကြောင်ယွန်ထိတ်လန့်ခြင်းမိခင်တွင်ယောဂပိုးဝင်ပြီးအပူကြီးလွန်းလင်စောစီးစွာမွေးဖွားတတ်သလိုလိုအပ်ချက်အရာစောစောမွေးခိုင်းရတာတွေလည်းရှိပါတယ်တဲ့အဲ့ဒါတွေကတော့တဲ့ခလေးကမိခင်ဝမ်းထဲမှာတည်နေရင်ဥပမာကွန်စိတ်တက်၍သွေးတိုး၍စီးကြိုသွေးမတိတ်ယောဂလှမစိခင်သွေးသွန်ခြင်းခလေးကိုစောစီးစွာမွေးစေပါတယ်တဲ့ဒါကတော့ဗောနော်ခလေးကလှမစိပဲနဲ့မွေးရတဲ့အကြောင်းရင်းကိုပြောပြပေးတာဖြစ်ပါတယ်ကိုဆောင်ကျမကြီးနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်တော့မူလေးရဲ့CP မှာဒါမှမဟုတ် comment မှာမေးသွားပေးလို့ရတယ်မူလေးစီမှာကိုဆောင်ဖြည့်ဆက်စာအာဟာရနှုတ်မုတ်ကိုလည်းမာယူလို့ရပါတယ်ရှင်ထိုင်းမလေးစင်ကာပူအကုန်ပို့ပါတယ်ရှင်ထိုင်းဆိုလို့ရှိရင်တော့480ဘတ်ပုတ်ခအပီးဖြစ်ပါတယ်ရှင်